ကဲညီကိုတို့ဒီနေ့ကျွန်တော်ရှင်းခြင်းနဲ့ကျွန်တော်တို့ဒီအကြောင်းအရာတွေကတော့ကျွန်တော်တို့ဒီ auto recorder အကြောင်းလေးပါကျွန်တော်တို့နိုင်ငံမှာအသုံးနေပါသေးတယ်ဒီ device ကအသုံးနေပါသေးတယ်auto recorder ကပါလဲကျွန်တော်တို့ညီငယ်တွေကိုမြင်အောင်ပြောမယ်ဆို circuit breaker ပါပဲ circuit breaker မှာ auto reclosing function ပါတဲ့ circuit breaker ပေါ့ဒီကောင်ကတော့ပိုတင်တော်တာကကျွန်တော်ကြီးလက်ဒေသတွေမှာသုံးရင်ပိုတင်တော်ပါတယ်ကျွန်တော်တို့ကြီးလက်ဒေသတွေမှာရှိတဲ့ကျွန်တော်တို့ဓာတ်လိုင်းတွေကျတော့ကျွန်တော်တို့ကဒီတစ်ပင်တွေရှိတဲ့ area ကိုဖြတ်တန်းသွားပါတယ်တစ်ပင်တွေရှိတဲ့ area ဖြတ်တန်းသွားတော့ကျွန်တော်တို့ဒီဘာတွေအဖြစ်များလဲဆိုတော့ကျွန်တော်ယာယီ fault တွေပေါ့နော်ကျွန်တော် temporary fault တွေအဖြစ်များပါတယ်ဒီကိုင်းနေနဲ့ထိမယ်ground fault ဖြစ်မယ်နောက်ကျွန်တော်တို့ငှက်တွေနဲ့ထိမယ်ငှက် ground fault ဖြစ်မယ်ကျွန်တော်တခါတည်းတင်ကိုင်းနဲ့ထိတယ် line to line fault တွေဖြစ်မယ်asymmetrical fault တွေပေါ့နော်ကျွန်တော်ဖြစ်မယ်တခါတည်းကျွန်တော်ဒီမွေတွေနဲ့ထိမယ်ကျွန်တော်တို့မွေနဲ့ဆိုရင် ground နဲ့ line နဲ့ထိမယ် line to line ထိမယ်ပေါ့နော်ဒီ fault တွေဖြစ်များပါတယ်ဖြစ်များပြီးတော့သူက fault ဖြစ်ပြီးတော့ဖုံးဆိုဆော်လိုက်တယ်ဆော်ပြီးတဲ့အချိန်မှာတော့fault က clear ဖြစ်သွားတယ်clear ဖြစ်တော့ဒီ auto recorder သုံးတဲ့အတွက် auto recorder နေပြီးတော့ပထမ3 second တွင်မှာသူက first time သူက auto recording on ပေးပါတယ် circuit breaker ကို on ပေးတဲ့ခါကျတော့ကျွန်တော် fault clear ဖြစ်နေတာဒီကျွန်တော်ဓာတ်လိုင်းကပြန်ပြီးတော့ဓာတ်လက်ခံပါတယ်ပြီးတော့ဓာတ်ဆက်လက်ပေးပို့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဆက်ပြီးထိနေမယ်ဆိုရင်သူကဒီ auto recorder မှာရှိတဲ့ breaker ဒီ breaker function ကထပ်ပြုတ်မယ်ဘုံလို့ပြုတ်မယ်ပြီးရင်သူကကျွန်တော်3 minute 3 second 3 minute ပေါ့အများသောအားဖြင့်ကျွန်တော်တို့ဒီ auto recording function သုံးတာများပါတယ်3 minute မှာနောက် next 3 minute မှာသူကဒီ on command ထပ်ပြီးတော့တစ်ချိန် close လုပ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ fault က clear ဖြစ်ရင်ဒါကပြန်လက်ခံပါတယ်fault ရှိနေဆိုရင်တော့သူထပ်ပြုတ်မယ်ပြုတ်ပြီးတော့သူလောလုပ်လိုက်ပါတယ်ကျွန်တော်တို့ပြန်ပြီးတော့auto recording မလုပ်တော့ပါဘူးများသောအားဖြင့် temporary fault တွေကြတော့ကျွန်တော်တို့ကတစ်ချက်ဆော့လိုက်တယ်ပြီးတော့လည်းကျွန်တော်တို့တစ်ခိုင်းတွေပြတ်ထွက်သွားတယ်ငှက်တွေသေးသွားတယ်အဲ့မှာကျွန်တော် line က clear ဖြစ်သွားတယ်နောက်တစ်ချိန် trial လုပ်တဲ့အချိန်မှာသူကပြန်လက်ခံတာများတာပေါ့နော်ပြန်လက်ခံတယ်သူက auto recorder ရဲ့ကျွန်တော်အားနည်းချက်အားသာကြတော့ရှိတာပေါ့ဒီအားနည်းချက်ကတော့ကျွန်တော် rated ampere ငယ်တယ်6 ampere အဲ့တော့ rated ampere ငယ်တော့ဘာဖြစ်လဲ short circuit rating လည်းငယ်တာပေါ့ကျွန်တော်တို့short ဒီ short circuit rating ကလည်းဒီကောင်ဆို 19kA 1 second ပဲရှိတယ်ခဏကျွန်တော်တို့ live for ဖြစ်ရင်လည်းကျွန်တော်တို့ဒီ auto recorder ရဲ့ life span ရောကြတာပေါ့နော်သူအားနည်းချက်အားသာချက်ကတော့ခုနကျွန်တော်လူသွားစရာမလိုဘဲနဲ့ကျွန်တော်တို့ဗာပြလဲ auto recording လုပ်မယ်အဲ့တော့ကျွန်တော် power outage duration time ကို minimize လုပ်နိုင်မယ်အားသာချက်ပေါ့အားနည်းချက်ကတော့ခုနshort circuit level နေနေshort circuit level နေနေ rated ampere နေနေနောက်တစ်ခုကကျွန်တော်ဒီ production relay ကလည်းကျွန်တော်တို့လိုချင်တဲ့ requirement setting ချိန်လို့ရပါဘူးသူ့အထဲမှာပါတဲ့ကျွန်တော်ကက်ကိုရွေးချယ်ပေးရပါတယ်ရွေးချယ်ပြီးမှကျွန်တော်လိုချင်တဲ့fault magnitude setting ကိုရပါတယ်ကျွန်တော် exact တော့မရဘူးเนาะကျွန်တော်1000ချိန်နေတယ်2000ချိန်နေတယ်အဲ့လိုမရပါဘူးတိုင်းဘယ်လောက်ချိန်နေတယ်မရပါဘူးသူ့မှာပါတဲ့တိုင်းကက်တစ်ခုကိုကျွန်တော်တို့ review လုပ်ပြီးရွေးချယ်ရပါတယ်ဒီကောင်တော့ကျွန်တော်တို့ဒီခုနကျွန်တော် American brand ပါဒါပေမဲ့ US American brand ပဲ China assembly ပါ China assembly ပါသူက Cooper brand ပါအရန်ကောင်းပါတယ်ဒီမှာမြင်ရတဲ့အတိုင်းပဲဒီကျွန်တော်တို့ home passport တွေပါမယ်ပြီးရင်ကျွန်တော် for record တွေကြည့်လို့ရတယ်ကျွန်တော်ပြီးရင်အမှ line ကျွန်တော်တို့ဒီဘာ for လဲ ground for လားshort circuit လားအကုန်မြင်လို့ရမယ်ဒီမှာတော့လေဒီမှာတော့ကျွန်တော် display ကကျွန်တော်တို့ဒီမှာbattery fail နေတော့ battery fail နေတော့မြင်ရဘူးပေါ့နော်ကျွန်တော်မီးပြတ်တဲ့မီး power မီးဖြတ်ထားတဲ့အချိန်ပေါ့မီး on ထားရင်တော့ကျွန်တော်တို့ဒီသူ့အတွက်charging လုပ်ဖို့ကိုကျွန်တော်ပုံမှန် PT soap ပါပါတယ်PT soap ကနေပြန်ပြီးတော့ one time PT ကနေပြန်ပြီးတော့ဒီကောင်ကို check လုပ်တယ်check လုပ်တယ်body rate reading ဖတ်လို့ရတယ်နောက်ဒီ recorder ရဲ့အထဲမှာလည်း built in CD ပါပါတယ် CD ratio 1000/1လို့အဲ့လို by 1နဲ့များသွားဖြစ်လာတယ်သူအပေါ်မှာ recorder အပေါ်မှာရှိတဲ့ကျွန်တော်တို့ပုံမှာရှိတဲ့ connection box နဲ့အောက်ဒီ control panel connection box ကိုကျွန်တော်ဆက်ပြီးရင်ကျွန်တော်ဒီမှာဒီ control panel ကနေ
ဒီ recorder ကို on off လုပ်လို့ရပါတယ်ဒီ recorder မှာရှိတဲ့ဟို line ကျွန်တော်ဒီ line MB ကလောက်တွေလည်းဖတ်လို့ရပါတယ်ဘိုးရိတ်တွေလည်းဖတ်လို့ရပါတယ်ဟုတ်ဒီနေ့ကျွန်တော်ဟိုဒီနေ့ topic လေးကတော့ကျွန်တော်ညီငယ်တွေနဲ့ကျွန်တော်ဝါသနာရှင်တွေတို့တော့တစုံတရာအကျိုးကျေးဇူးရှိမယ်လို့တော့ယုံကြည်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဗျဟိုကျွန်တော်ဗီဒီယိုလေးကြည့်ပြီးတဲ့အတွက်လည်းဟုတ်ကဲ့ပါ